အားလုံးပဲမင်္ဂလာပါရှင်ရန်နာမိုင်မဲဖြစ်ပါတယ်အခုလာမယ်2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ကြောက်လို့ရှိရင်မိုင်လေးတို့သူဝနအမျိုးသားအားကစားယုံ1မှာကျင်းပပြီးသွားမှာတော့ကိုရီးယားမြန်မာချစ်ကြည်ရေး Super Together ကွန်ဆပ်ပွဲကြီးပဲဖြစ်ပါတယ်ရှင် Super Together ကွန်ဆပ်ပွဲကြီးရလာမယ့်အမြတ်ကြီးငွေတွေကိုတော့မိုင်လေးတို့ရဲ့ဒီငလင်းရန်ပုံငွေပွဲကိုပြန်ပြီးတော့လှူဒန်းပေးသွားဖို့ရှိရဲဆိုတဲ့အကြောင်းလေးကိုလည်းကြားသိရပါတယ်အများကြီးကျေးဇူးတင်ပါတယ်ရှင်မိုင်လေးတို့အခုလာမယ်ပေါ့နော်ဒီပွဲလေးကိုဆိုလို့ရှိရင်လေကိုရီးယားအဆိုတော့မြန်မာအဆိုတော်တွေနဲ့ကျင်းပပြီးသွားဖို့ရှိပါတယ်မိုင်လေးတို့ Super Together Concept ကိုလာရောက်ကြည့်ရှုအားပေးဖို့ဒီနေ့ကနေပြီးလှမ်းဖိတ်ခေါ်ပါတယ်ရှင်အရက်ကတော့2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ဖြစ်ပါတယ်နေရာကတော့သူဝနအားကစားယုံ1ပဲဖြစ်ပါတယ်ရှင်အဲ့ဒီနေ့မှာလာရောက်အားပေးကြဖို့လည်းဒီနေ့ကနေပြီးမိုင်လေးလှမ်းဖိတ်ခေါ်ပါတယ်နော်အားလုံး I love youကိုရီးယားမြန်မာချစ်ကြည်ရေး250ပြည့်မှသည်နောက်နှစ်ပေါင်းရာပေါင်းထောင်ပေါင်းများစွာကဘာတီတရွေ့အတွင့်ရှိနိုင်ပါစေလို့မိုင်လီဒီနီကနေပြီးဆုတောင်းပေးလိုက်ပါရရှင်မိုင်လီတို့ကိုရီးယားမြန်မာချစ်ကြည်ရေး250ပြည့် Super Together Concept ကိုလာရောက်အားပေးကြဖို့လည်းဒီနေ့ကနေပြီးလှမ်းဖိတ်ခေါ်ပါရနော်